အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Chelsea နဲ့ Carabao တို့ရဲ့ပွဲအကြောင်းကိုပြန်ပြီးပြောသွားမှာဖြစ်ပါတယ်ဆိုတော့အားလုံးသိတဲ့အတိုင်းပဲ Chelsea ကစိတ်ပျက်စရာခြေသွမ်းနဲ့မလိုအပ်ပဲ2မှတ်လျော့သွားတွေ့ရတယ်ဘယ်သူမှအပြစ်မပြောခင်အရင်ဆုံးအပြစ်ပြောတင်တာတော့နီးပြပါပဲကျွန်တော်ပွဲကြိုသုံးသက်ချက်မှာပြောခဲ့လို့ပဲဟိုမြောက်ဒီမြောက်လူစင်းနဲ့ပွဲထွက်မလာဘူးအရေးကြီးတယ်လို့ပြောခဲ့ပါတယ်ဆိုတော့အရင်ဆိုရင်လည်းအရင်တီးတဲ့အပြည့်ကစားတင်တယ်ဒါမှမဟုတ်ရင်ဒီကစားသမားတွေနဲ့လုံးဝတုံးတက်တဲ့ကြက်ဆော့မယ်ဆိုရင်လည်းအဓိကကစားသမားတွေအကုန်ထည့်ပြီးတော့ရသလောက်ကိုပြတ်သွင်းပြီးအဲ့လိုအနိုင်ယူပြစ်ကမဲ့ပွဲမျိုးမှာအဲ့ဒါကိုဟိုမြောက်ဒီမြောက်ဆုံးပြစ်ချက်တွေလုပ်ပြီးတော့ကစားသမားအကုန်ပင်ပန်းတယ်စိတ်လည်းပင်ပန်းတယ်ကိုယ်လည်းပင်ပန်းတယ်ခကြီးကလည်းဝေးသွားထားတာဗျာဆိုတော့အဓိကအဖြစ်နောက်တန်းကိုအဓိကပြောခြင်းတယ်အဓိကဒေါနာမီ CB ရှိနေတဲ့ဒါနဲ့ဘာဖြစ်လို့ဒီဟာတိုဝဲတိုစင်ကိုတွဲပြီးတော့ကစားရလဲပေါ့တိုစင်ထည့်တာထားပါတိုစင်ထည့်တာထည့်လို့ရဟာတိုဆိုရင်ကူရလာရဲ့နေရာမှာထည့်ရမှာအခုရလာလည်းအနာပေးတယ်လေအခုကဟိုမြောက်ဒီမြောက်ကြီးဖြစ်နေတယ်အဓိကချာလိုဘာတို့ဖူဖာနာတို့ရှိနေကြတဲ့ကြော်ပြီးတော့ဒီလိုပွဲမျိုးမှာချန်ပီယံလိကိုသူ Conference League လို့ထင်ပြီးတော့လှုပ်လိုက်လို့ဖြစ်နေတယ်ဆိုတော့အဲ့ဒီချက်ကတော့တော်တော်မကောင်းဘူးပြီးတော့ဟာတိုအမားလောက်တာတော့မှန်တယ်ဒါပေမဲ့သူ့နေရာမှာမဟုတ်တာသိရမှာအမားလောက်ရင်လည်းလဲတင်လဲလေလုံးဝမလဲဘူးဗျာဒီတိုင်းပေပြီးတော့ပွဲလုံးသုံးတယ်ဆိုတော့ကြားထဲကစိုးတဲ့ချက်အနေနဲ့ရိုမီယိုလာဗီယာပွဲဆက်ပြီးချင်းတိတ်မကြဘူးဒဏ်ရာရပါတယ်ကန်စီလိုဝင်လိုက်ရတယ်ကန်စီလိုလည်းပင်ပန်းသွားတယ်တစ်ဖက်ကကာရာဘက်ကသူ့အိမ်ဝင်မှာတော်တော်မာပြီးတော့ခြေသွမ်းမျိုးပြသွားတယ်မာတယ်ဆိုပေမဲ့ကိုအသင်းသာတေချာကစားရင်အရင်ကောင်းတဲ့အသင်းမျိုးလည်းမဟုတ်ဘူးကွာlevel ရမ်းกว่าတယ်ဆိုတော့တိုက်စစ်မှုနေရာမှာလည်းထားပါလီယန်ဒီလည်းမထည့်ချင်ဘူးဒါမက်ကီကိုထည့်လို့ရတယ်ပေါ့အဲ့တခါလာလဲ Tyreek Josh တခါလာလဲ Tyreek Josh အဲ့လိုထည့်နေတော့ဒီနေ့ပွဲထွက်စင်းမြင်တယ်နည်းနည်းတော့ထင်တယ်ဘာပဲပြောအစီဗာကိုရယ်ကနာချိုရယ်ကိုသွင်းသွားတယ်ကောင်းတော့ကောင်းတယ်ဒါပေမဲ့မလိုအပ်ဘဲနဲ့အမှတ်တွေရော့တာလုံးဝမကောင်းဘူးဗျာသိလားနောက်ပိုင်းကျရင်ဒီမှာနာပိုလီရောဘာစီလိုနာရောနဲ့တွေ့စရာရှိသေးတယ်ပွဲကနီးပြကြောင်ပြတ်သွားတယ်လို့ပြောရမယ်နီးပြကောင်းတဲ့ချိန်မှာချီးကျူးပေမဲ့ဒီလိုအချိန်မျိုးမှာတော့ဝေဖန်ရမယ်အဓိကအဖြစ်အသင်းရဗျာနှစ်ပွဲသုံးပွဲနိုင်ပွဲဆက်နေပြီးတဖြည်းဖြည်းနဲ့ momentum တစ်ခုတိစောက်လာနိုင်ပြီဆိုရင်ဒီကောင်ကနီးပြအဲ့အရှင်ကိုရက်ပစ်လိုက်တဲ့သဘောမျိုးဖြစ်နေတယ်ဆိုတော့ကစားသမားတွေလည်းမကြာခဏစိတ်ထဲကြာမှာလည်းစိုးရတယ်သိရမလားပွဲတစ်ပွဲရှုံးတာနဲ့သူ့ရဲ့ impact ကအများကြီးရှိရဗျာကစားသမားတွေပေါ့ဆိုတော့ဒီနေ့ပွဲကနိုင်တဲ့ပွဲမျိုးဒါတော့ကန်ကောင်းလို့မရှုံးတာလို့ပြောရမယ်ပွဲပြီးကန်ဒီ Carabao ဘက်ကဂူးရှိမှာအပိုင်ပိတ်ရတဲ့ခွင့်ရတစ်ချိန်ရသေးတယ်ကိုသမားကာဝယ်နိုင်လို့ပေါ့နော်ဆိုတော့ရှေ့ပွဲတွေမှာပွဲထွက်ခွင့်ရရင်ခြေသွမ်းပြရတယ်လို့ထင်အောင်ထင်မရှိရတဲ့ Gideon ဆိုရင်လည်းဒီနေ့ပွဲမှာဘာမှလောလောလာမလုပ်ပြနိုင်ဘူးဆိုတော့ကျွန်တော်ထင်တာတော့နောက်ပိုင်းကျရင် Chelsea ရဲ့တောင်ပံတစ်ဖက်ကကနာချိုးရဲ့အစီဘာဝယ်ပဲပုံမှန်သွားမယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ဒီ Gideon ဆိုပက်ဒရိုနယ်တိုဆိုလည်းနောက်တန်းနေစင်းကူရဲဆိုပေမဲ့ခြေသွမ်းကျလာမျိုးတွေတွေ့ရတယ်ကနာချိုဆိုရင်မန်ယူကနေမပြောင်းခင်ချိန်မှာအသင်းနဲ့ separate လောက်ခံထားရပြီးတော့လေ့ကျင့်ခန်းမစင်းထားရတဲ့ကြောင့်fully fit မဖြစ်နေလို့သူခြေသွမ်းအပြည့်အဝမပြနိုင်သေးဘူးလို့ကျွန်တော်ယုံကြည်ရယ်ဆိုတော့သူကြာလာရင်အသားကျလာပြီးတော့သူ့ရဲ့အဆင့်မီခြေသွမ်းတွေပြလာမယ်လို့ထင်တယ်ဆိုတော့ပြီးတော့ကနာချိုဆိုတာလည်းမန်ယူမှာတက်တည်ပြပြီးသား Premier League မှာ proven ဖြစ်ပြီးသားတောင်ပံကစားသမားတယောက်ဗျာဆိုတော့ကနာချိုရဲ့ကျွန်တော်ထင်တာတော့ Silva ဝယ်က Chelsea ရဲ့အနာဂတ်တောင်ပံတစ်စုံဖြစ်လာမယ်လို့ကျွန်တော်ထင်တယ်ပြီးတော့Jimmy Gideon ရဲ့ဒီနေ့ပွဲမှာတစ်ခါပြီးတော့ Spurs နဲ့ပွဲမှာအပိုင်ကိုသွင်းဝင်တစ်ခါအဲ့လိုဖြုံးပစ်နေရတယ်ကိုကျွန်တော်နည်းနည်းတော့မကြိုက်ချင်ဘူးဒါပေမဲ့ကစားသမားဆိုတော့မချစ်တော့လဲအောက်ကနမ်းရမှာပဲဒီနေ့ပွဲမှာကူရလာဆိုရင်လည်း2ကြိမ်လောက်အနည်းခံရတယ်ဗျာမလိုအပ်ဘဲနဲ့ကစားသမားတွေနာဝါရင်တကယ်ပြဿနာတက်မှာအဓိကကစားသမားတွေဗျာဆိုတော့ဒီနေ့ပွဲပြီး review ကတော့လောက်ပါပဲကျွန်တော်Wolves နဲ့ပွဲမှာပြန်တွေ့ပါမယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်